ခုကတော့စပြန်မှာဖြစ်ပါတယ် ခုနောက်တော့စား နည်းနည်းပါပါဆက်တော့ဆက်တယ်နော်ချက်ချီတောင်းနဲ့ မဲခောက်မှာလား မဲခောက်မလားစားပြပါမယ်အမုံက အမမေ မမယ်ရီကမှာထားတဲ့အမုံပေါ့နော် မာလာမ ဒီမှာ ဟိုတိုင်းစားတိုင်းဟိုစားကြည့် ကောင်း ကောင်းလိုက်တာ အချင်းနဲ့စားရကောင်းတယ် သူ့လေးတော့ထည့်ပေးမှာပေါ့ တပီကတစ်ထောင်ပဲပြရနော်အမဲဖောက်အဲ့လိုစကောက်မှမသိဘူးအမဲသားမစားမဲခောက်မစားဘူး အယိုးကြီးနဲ့တက်ချောက်ကစားလို့ကောင်းပါတယ်အချင်းနဲ့ဆိုရင်ပေါ့နော်အလို့ဆိုရင်တော့အဲ့လောက်မကောင်း ကောင်းပါ ဘာလဲဆိုဆက်ပဲစားလို့ကောင်းပါတယ်အရန်ကောင်းတယ်အရန်ကောင်းတယ်တော့မဟုတ်ဘူးပေါ့နည်းနည်းကောင်းတယ် အချင်းနဲ့မှပူကောင်းတယ်နော် ငါးကြီးသားပါ အော်တော့စား ဒီဘက်တူ10မှတ်မှာဘယ်လောက်ပေးလဲဒါဟုတ် ခုနမတော့ အားမ 9မှတ် တော့ဝက်ပေါ့ 9မှတ်ကောင်းတယ်တက်ချောက်ကောင်းတယ် ဒီဟာကတော့ကောင်းတယ် စားတော့ဆိုပါစားစားကောင်းဒီနေ့တော့ပါပဲတတာ